ရန်ကုန်ကပို့လိုက်တဲ့အရန်ချိုတဲ့ပိန်လေသီးလေးခွဲနေပါတယ်စံကြီးတွေလည်းလှပါတယ်ဒီမှာကြည့်လိုက်တဆန်းတဆန်းခေါင်းလောင်ကြီးတွေရှိပါတယ်စံကြီးတော့အရေးအတွက်တော့နဲတာပေါ့ချိုလဲချိုပါတယ်ရမ်းကိုဆိုပါတယ်မွေးလာကြပါဦးဟာရော့တွေးတယ်နော်တွေးမပြောနဲ့